သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျူးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းသင်မရှာသူအဖေမိသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျိုးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းသင်မရှာသူအဖေသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာမိကိုချစ်ဖို့လေပြစ်မဆိုးပဲပြုံးနေရတာပညာအမွေအချင်းသားတွေနဲ့အမြင့်မဆန်ဖို့အနစ်နာခံပေးစိုက်ခဲ့တာအရှုံးကြီးနဲ့ပြုံးနေဝေးအိမ်ကလူချမ်းပင်မရှာတဲ့ပြေသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီးမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျိုးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာမိကိုချစ်ဖို့လေပြစ်မဆိုးပဲပြုံးနေရတာပညာအမွေအချင်းသားတွေနဲ့အမြင့်မဆန်ဖို့အနစ်နာခံပေးစိုက်ခဲ့တာအရှုံးကြီးနဲ့ပြုံးနေဝေး
အိမ်ကလူချမ်းပင်မရှာတဲ့ဖေ